စ္စည်းရောက်ချင်းနေမှာပဲနောက်တစ်ခေါက်ထပ်မှာယူအပေးရဲ့ aura လေးကိုချက်လက်တဲ့ဒီနေ့စွစီရနေပြီးတော့ပထမဆုံးအချိန်မှာယူအပေးပြီးတော့ပစ္စည်းရောက်ချင်းနေမှာပဲနောက်တစ်ခေါက်ထပ်ပြီးတော့မှာယူအပေးရဲ့ aura လေးကိုပါတီချင်းထွက်ပေါ်နေတာဖြစ်ပါတယ်ရှင်စနစ်တူတူလိုက်ကြည့်ပေးပါဦးပထမဆုံးပစ္စည်းလေးအနေနဲ့ဒါကတော့900 gram ပါတယ်ချက်လက်တဲ့အမှုတ်ထုတ်လေးဖြစ်ပါတယ်အမှုတ်လေးလည်းရှိရအပြားလေးလည်းရှိရပေါ့နော်ဒါပေမဲ့ဒါလေးကကြတော့အမှုတ်ထုတ်လေးပါရှင်နောက်တစ်ခုကကြတော့ဒါက450 gram ပါတယ် Oreo cookie လေးပေါ့နော်သူကအထဲမှာ cream လေးတော့မပါဘူးဒါပေမဲ့ cookie လေးရလို့ပေါ့နော်အတန်းလိုက်ပေါ့နော်အပြည့်ပါတယ်ရှင်ဒိုးနဲ့ပါမောကိတ်မော cookie မှာသုံးလို့ရတယ် Queen blueberry jam Queen strawberry jam ကိတ်မော chocolate နဲ့ cream လေးတွေမှာသုံးလို့ရတယ်ကိုကိုပေါင်တာ chocolate အမှုန့်လေးပါရှင် customer မမကအဆင်ပြေတဲ့အကြောင်းလေးပေါ့နော်မင်းကြိုက်တာလေးထည့်ပေးပါဆိုလို့မင်းကအသုံးရတယ်ပေါ့နော်ပြီးအကြောင်းလေးတွေလည်းစုံအောင်လုပ်ပြီးတော့ apple green color orange color ဒီမှာ sky blue color ဒီနှင်းစီပန်းအကြောင်းလေးပေါ့နော်အဲ့ color ဒီ lemon yellow တန်းလာတယ်ပေါ့နော်သူကအကြောင်းဆက်လိုက်တဲ့အခါကျရင်သုံးပေါင်းတိုတယ်9ရောင်ထည့်ပေးထားပါတယ်ဒါလေးဆိုလို့ရှိရင်သူက strawberry အနံ့ရယ် mix flavor no အနံ့ရယ်ပေါ့နော်ဒါလေးကတော့1 kg boss oil လေးဖြစ်ပါတယ်ရှင်100 gram ပါပါတယ်ကိတ် cookie wafer အတွက်သုံးလို့ရတယ်လုံးစိမ်းကိတ်ကြော်လေးပါရှင်စုစီရနေပြီးတော့ mandalay ကတကူတကမှာယူအားပေးတဲ့ aura လေးတွေဖြစ်ပါတယ်ရှင်ဒီကနေ့